အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ blog မှာ channel နဲ့ပြန်လဲကြိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ blog မှာထွက်ရှိရတဲ့ Valentine update တွေအကြောင်းကိုပြပြပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ဗာချင်းတဲ့ video မတင်ကြည့်လဲဆိုရင်တော့ Roblox ထဲဝင်မရတာရေးပြီးတော့ line မကောင်းအောင်အကြောင်းဖြစ်ပါတယ်ဘာပဲကြည့်ကြည့်ကျွန်တော်တောင်းဝင်ရတော့တင်ပြရမှာပါဆိုတော့ video လေးကိုစလိုက်ကြရအောင်ဒါနဲ့ bro က Yo Squid တွေကိုပဲသုံးနေရတာတင်းလိုက်မလားfunction တွေကနဲ့တစ်ခုပါလာနဲ့တစ်ခုမပါလာနဲ့ squid သုံးပြီဆိုရင်အနည်းဆုံး2ခုနောက်သုံးနေရတယ်မလားဒါဆိုရင်တော့ bro မှာရွေးချယ်စရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ premium squid ပါ function နဲ့အကုန်စုံနဲ့ error နဲ့မရှိဘူး squid တကသုံးရင်3 4ခုနောက်သုံးရတာလည်းမရှိဘူး bro ကအဲ့လိုမျိုး premium squid လို့မှဝယ်ချင်တယ်ဆိုရင် premium squid group channel မှာလာရောက်ဆော့တင်နိုင်ပါတယ်ယုံကြည်စိတ်ရပြီးတော့ customer service နဲ့ကောင်းကောင်းပေးနေပါတယ်လူသုံးများပြီးတော့ယုံကြည်ရတဲ့ banana hub တို့မျိုး squid တွေကိုရောင်းချပေးနေပါတယ်ဒါအပြင် squid တွေကို bro တို့ရှာစရာမလိုအောင်လို့နေ့စဉ်နေ့တိုင်းတင်ပေးနေပါတယ် premium မဟုတ်ပါဘူး freemium တွေပါ premium squid တွေကိုလည်း promotion နဲ့ giveaway တွေနဲ့တစ်ခါတည်းပေးနေပါတယ်ပြည်ချင်တာရှိရင်လည်းမေးလို့ရတယ် data update ယူနေလား hassle နီးလားအကုန်မေးလို့ရပါတယ် squid တွေကသုံးလို့မရတာပြဿနာတစ်ခုရှိခဲ့ရင်လည်းပြန်လဲဖြေရှင်းပေးနေပါတယ်ဆိုတော့ဘလို့လဲဘလို့စိတ်ဝင်စားနေမှလားအဲ့တော့ channel ကိုကြွားချင်တယ်ဆိုရင်ကျွန်တော် channel link နဲ့အကုန်လုံးကို description မှာချပေးထားပါမယ်ဆိုတော့ video လေးကိုပြန်သွားလိုက်ကြရအောင်ရေဆုံးနေနဲ့ bro တွေ့ရမှာ custom နဲ့စီအထဲကိုမွေးငင်မှာ Valentine Day event show ဆိုတာ bro တွေ့ရမှာဖြစ်ပါတယ် NBC ရဲ့နာမည်ကတော့ Valentine Show ပါ Valentine Show မှာပါဝင်တဲ့အရာကတော့ HP ရေ Money ရေ Fuckman ရေ Raspberry နဲ့ပြီးတော့ fruit တွေပါပါတယ် HP Money နဲ့ Fuckman တွေကတော့အဲ့လိုအရေးမကြီးဘူးအဓိက fruit တွေလောက်ပဲဒါကြလေကြာရင်ခီစုနေအောင်ပါတတ်တယ်ဒါပေမဲ့အဲ့လိုမျိုး fruit တွေလဲဖို့ bro မှာလိုအပ်ချက်တစ်ခုရှိပါတယ်အဲ့ဒါတွေကတော့ hard တွေပါအဲ့လို hard တွေကိုယူဖို့အတွက်ဆိုရင်တော့ bro က enemy တွေကိုတားပါလိမ့်မယ် enemy ဆိုတာကတော့ player မဟုတ်ပါဘူး NPC တွေကိုပြောတာပါဒီ NPC တွေကိုမှ level 100ဒါမှမဟုတ် level 100တဲ့မြင့်တဲ့ကောင်တွေကနေစပြီးတော့ hard တွေရနိုင်ပါတယ်ဒါပေမဲ့ NPC တွေစီကနေတတ်တာတော့တော်တော်လေးကိုကြာတာနေပါတယ်၎င်းတတ်မှလည်း hard တစ်ခုပဲကြာတာဒါမှမဟုတ် hard ကတစ်ချိန်လုံးကြာနေမဟုတ်ဆိုတော့ကျွန်တော်တော့ NPC တတ်တာ recommend ပေးပါဘူးအဲ့ဒီစားအခု event အသစ်မှာပါလာတဲ့ daily quest ရဲ့ delivery လုပ်ရင်ပို့ပြီးတော့ရနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ hard တွေကိုဘယ်လိုယူအောင်လဲဆိုတော့သွားကြည့်လိုက်ကြအောင်ပထမဆုံးအနေနဲ့ကတော့ letter delivery quest ပါ mention ရဲ့အပေါက်ဝါနာမှာပဲရှိရယ် NPC ရဲ့နာမည်ကတော့ Valentine delivery ပါသူကတနာရီကို3ခါလောက်ခွင့်ရှိရယ်လောမယ့်ရာတော့လွယ်လွယ်လေး bro က left flamingo နဲ့အကွင်းလေးကိုလိုက်ပြီးဝင်ရမှာဖြစ်ပါတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်ပြပါမယ်โอเคမှာဆိုရင်တော့တိုင်မှာ3မိနစ်ပေးရတယ်အရှိမဆိုရင် bro ညင်းတဲ့အတိုင်းပဲအကွင်းနေကျွန်တော်တို့အခုစီးပြီးတော့ပြန်နေရတော့ left flamingo ပါအကွင်းနေဝင်ရတာပို့ပြီးတော့လွယ်အောင် POV သုံးပြီးတော့ကို screen ရဲ့အလေထဲမှာပေါ်နေတဲ့အဝမ်းများလဲဝင်ပို့ပြီးတော့လွယ်ပါတယ်ပြီးရင်အဲ့ဒီ NPC နဲ့မြန်စကားပြောအဲ့ဒါဆိုရင်တော့ bro က quest ကိုအောင်မြင်တော့ကြည့်ပါတယ်ကျွန်တော်အဆင့်ရတော့အဲ့ဆိုတော့အမြင်ဆုံးကြည့်ပါတယ်ဟာရလုံးကနေ bro ရတဲ့အဆင့်နဲ့ဆိုင်ပါတယ်အမြင်ဆုံးရနိုင်တာကတော့135ခုပါ3ချိန်ပေါင်းလိုက်လို့ရှိရင်405ခုပါဆိုတော့ဗာပဲဒီတနာရီအတွက်ဆိုရင်တော့မစိုးလို့ပြောရမယ်အဲ့တော့ကျွန်တော် daily quest ကိုသွားလိုက်ကြရအောင်အဲ့ဒီ NPC ကလည်း mansion ရဲ့အဝင်ပေါက်အနီးနားမှာပဲရှိရယ်နာမည်ကတော့ Cube Valentine Quest Giver ပါသူက bro ဘာလို့ခိုင်းမလဲဆိုရင်တော့အားလုံးပေါင်း quest 5ခုပေးပါလိမ့်မယ်လောရမယ့်ຢာတွေကတော့ရိုးရှင်းပါတယ် NPC တတ်တာ boss တတ်တာဒါမှမဟုတ်5ပေးရပါသူ quest ပုံစံအလိုက်ဟအနေညာပေးလိမ့်မယ်ဒီနေရာမှာတယောက်နဲ့တယောက် quest ပေးတာချင်းမတူတော့ကျွန်တော်တေချာမပြောတတ်ပါဘူးဘာကြီးလောရမယ့်ຢာတော့အတုံးခုပါပဲ NPC တတ်မယ် boss တက်မဲပြီးတော့ငားပေးမယ် NPC ကတော့ကိစ္စမရှိဘူးဒီနားမှာအများကြီးပဲ fish မှာကျတော့သူကတောင်းတဲ့ပုံစံတစ်မျိုးရှိရယ်ပထမတစ်ခုကကျတော့ကြိုက်တဲ့အမျိုးအစားပြီးဒုတိယအချက်မှာဆိုတော့အဆင့်မြင့်တဲ့ငါဒါမဟုတ် rare ပုံစံမျိုးပေါ့ကျွန်တော်ကြတော့ပထမအချက်မှာကြိုက်တာပြီးဒုတိယအချက်မှာကျတော့ rare ဒါမဟုတ်အဲ့ဒီတဲ့ညင်းနဲ့ငားပေးရမှာဒီပါတယ် boss အပိုင်းမှာဆိုရင်တော့ဒီနားမှာ captain elephant boss ရှိနေမယ်ပြီးတော့ hydra island က hydra leader boss ကိုတပ်ဖို့ချင်ပြီးမှာကျွန်တော်ဘာလို့ beautiful pirate boss ကိုကြော်လိုက်လဲဆိုရင်တော့အချိန်နဲ့ကြာတယ်တက်လည်းခက်တာကြောက်ကြည့်ပါတယ်ဒါပေမဲ့ဒါပဲလားမဟုတ်ဘူးဒီနေရာမှာနောက်ထပ်တော်တော်ရှားတဲ့ question ခုရှိရယ်ပထမတစ်ခုကကြတော့ C event တစ်ခုကိုပြီးဆုံးအောင်လုပ်ရမယ်နောက်တစ်ခုကကြတော့ fruit တစ်ခုပေးရမှာဖြစ်ပါတယ် C event လည်းကိစ္စမရှိဘူး bro ပြင်လဲထဲမှာလှည့်ပတ်ပြီးရင် C event တွင်ကောက်တက်လာအောင်ဒါမှမဟုတ် pirate boat တွေလည်းရတယ် fruit ကကြတော့အဆင့်နဲ့တတ်မှတ်ထားခြင်းမရှိဘူးကြိုက်တာပေးလို့ရတယ် common fruit ပါပေးလို့ရတယ်ဒါပေမဲ့ daily quest က C အလိုက်ကွဲကြပါတယ်
first scene မှာဆိုရင်သူက quest 3ခုပေးလိုက်မယ် second scene မှာဆိုရင်သူက quest 4ခုပေးလိုက်မယ် third scene မှာဆိုရင် quest 5ခုပေးပါလိမ့်မယ်ဆိုတော့တချို့လူတွေကထင်ကြလိုက်မယ်ဘာလို့ quest 5ခုဝင်တော့လုံးမှာလဲ first scene ပဲတွားတော့မှာပေါ့ဆိုပြီးတော့ဒါပေမဲ့ဒီမှာလုံးဝမမေ့တဲ့အချက်ရှိပါတယ် daily quest ကိုလုပ်ဖို့8နာရီစောင့်ရပါတယ်အဲ့ဒီ8နာရီအတွင်းအချိန်များများလောက်ရလေဟာပို့ပြီးတော့ရလေပါဆိုတော့ daily quest NPC နဲ့ပတ်သက်ပြီးတော့ဒါကတော့အကုန်ပါပဲအဲ့တော့ကျွန်တော်တို့ရဲ့နောက်ဆုံးအဓိကအရာကြီးဖြစ်တဲ့ Valentine Gacha Della စီကိုတွားလိုက်ကြရအောင် Valentine Gacha Della ထုံးစံတိုင်းပဲမန်ရှိရင်အရှိမှာပဲရှိရဲ့ Valentine Gacha Della ဆိုတဲ့အတိုင်းကျွန်တော်တို့က heart နဲ့ bro မှာဖြစ်ပါတယ်တနာရီတစ်ချိန်ပဲ bro ခွင့်ရှိရဲ့အဲ့ဒီတစ်ချိန်ရော heart အခု250ပေးရပါလိမ့်မယ်ဒီမှာဆိုရင် bro ညင်တဲ့အတိုင်း Yeti ရဲ့ skin ရအရှယ်ရွယ်ဂါချာမှာပါဝင်တဲ့အရာတွေကတော့ physical fruit တွေ Valentine accessory နဲ့ပြီးတော့ profile background တွေပါပါတယ်Yeti ကတော့ကျွန်တော်ပြောစရာမလိုတော့လို့ထင်ပါတယ်အဆင့်တွေကိုပြောမယ်ဆိုရင် profile background ကတော့အနေဆုံးပဲ common အဆင့် physical fruit ကတော့အကုန်လုံးပါပဲ common ရော uncommon ရော rare ရော legendary ရော mythical ရောပါ accessory ကတော့ mythical မျိုးစားအခုတွေ့နေရတဲ့ Yeti ကတော့ grand prize ပါအခုဆိုရင် bro ညင်တဲ့အတိုင်းပဲ4ပဲကျန်တော့တယ်ကျွန်တော်ရမှာမထင်တော့ဘူးပြီးတော့ကျွန်တော်ပြောခဲ့တဲ့ NPC တွေအားလုံးဟာ first scene မှာဆိုရင် middle down မှာရှိရယ် second scene မှာဆိုရင် cafe မှာရှိရယ် third scene မှာဆိုရင် castle on the sea နဲ့ဒါမှမဟုတ် mansion မှာရှိပါတယ်ဆိုတော့ဒီ view လေးကိုကြည့်ပြီးတော့အလုပ်ကြည့်မလို့ညွှန်လဲပါတယ် bro မသိတိုင်းနဲ့ပါနိုင်တယ်သိတိုင်းနဲ့ပါနိုင်တယ်ကျွန်တော်ဘက်ကအမားတွေရှိရလဲကျင်နိုင်တယ်ဒါပေမဲ့အဲ့ဒါတွေကိုသိခံပြီးကြည့်ပြီးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ရှိပါတယ်နောက် video မှာပြန်တွေ့ကြမယ် bye bye